အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကျမတို့ရဲ့မြန်မာရိုးရာအစားအသောက်တွေကတစ်ခုဖြစ်တဲ့ကော်ဖီတုပ်ကလေးကိုပန်းသီးလေးနဲ့တုပ်ပြီးတော့ဖွယ်ဖွယ်ရရလေးပြင်ဆင်ချက်ပြုတ်သွားမှာဖြစ်ပါတယ်အဲ့တော့ဒီအစားအသောက်ကလေးတွေကဒီရာသီအတွက်တင်လဲတင်တော်တယ်ဒီရာသီပေါ်စာဖြစ်တဲ့အတွက်လက်လက်ဆက်ဆက်အရေးလဲရွှမ်းသလိုအာဟာရတွေနဲ့လည်းပြည့်စုံပါတယ်အဲ့တော့ကော်ဖီတုပ်တုပ်ဖို့အတွက်ကျမတို့ကော်ဖီတုပ်လိုပါမယ်ပန်းသီးလိုပါမယ်ဒီထဲမှာခရမ်းကျင်သီးရတော့ဒီလိုအသေးလေးတွေဒါမှမဟုတ်ရင်ပုံမှန်ခရမ်းကျင်သီးအတုပ်လည်းရပါတယ်ပြီးလို့ရှိရင်နန်နန်ပင်လေးတွေလိုပါမယ်ဆက်ဆက်ကလေးအရသာနဲ့ဗီတာမင်စီကျွဲပွားလို့အတွက်ငရုတ်သီးစိမ်းလေးလည်းထည့်ပြီးတုပ်ပါမယ်အစိမ်းရောင်အာဟာရနဲ့ဗီတာမင်နဲ့သတ္ထုဓာတ်တွေကျွဲပွားတဲ့မုံညင်းစိမ်းရွက်ကလေးကိုလည်းတောက်ကလေးတွေဆင်းပြီးတော့ထည့်တုပ်ပါမယ်ပြီးလို့ရှိရင်ကျမတို့ဒီအတုပ်ကလေးရဲ့အရသာကိုပိုးပြီးတော့မှုမှုလေးနဲ့လက်ဆက်သွားအောင်လို့ကျမတို့ကကြက်သွန်အနီရဲ့ကျက်သွန်အဖြူလေးရယ်နောက်ပြီးလို့ရှိရင်တမယာသီးလက်လက်ဆက်ဆက်ကလေးရယ်ကိုကျမတို့ထည့်ပြီးတော့တုပ်ပါမယ်ပြီးရင်ပုံမှန်မြမရိုးရအတုပ်တွေမှာတုပ်နေကြရင်ထည့်နေကြဖြစ်တဲ့ပဲမုံတို့စီချက်တို့ကိုကျမတို့လုံးဝမသုံးပါဘူးအဲ့တော့အသားဓာတ်တွေနဲ့သတ္ထုဓာတ်နဲ့ဗီတာမင်တွေကျွမ်းဝတဲ့မြေပဲဆန်လှော်ထားတာလေးကိုပဲထောင်းပြီးတော့ထည့်တုပ်ပါမယ်နောက်ပြီးလို့ရှိရင်ဟင်းချုံမုံတို့အရသာမုံတို့ငပြာရည်တို့ကျမတို့ဘာမှမသုံးပါဘူးစားလေးကိုပဲတပွင့်နှစ်ပွင့်ထည့်ပြီးတော့တုပ်ပါမယ်ပြီးလို့ရှိရင်ဒီအမဲအရာလေးကိုအတုပ်မှာလေးအရသာလေးကောင်းဖို့အတွက်ငရုတ်ကောင်းမှုန်လေးကိုနည်းနည်းလေးဖြူပြီးတော့တုပ်ပါမယ်ရှင်။ကဲအဲ့တော့ကျမနဲ့တူတူလိုက်ပြီးတော့ချက်ပြုတ်ပြင်ဆင်ကြည့်လိုက်ရအောင်နော်။အခုဆိုရင်ကျမတို့ရဲ့ဟင်းသီးဟင်းရွက်တွေအားလုံးကိုရေတန့်တန့်နဲ့သေချာစင်ကြယ်အောင်ဆေးထားပြီးသားဖြစ်ပါတယ်။ပထမအဆုံးအနေနဲ့ကော်ဖီလေးကိုပပလှီးပါမယ်ရှင်။အခုတော့ကျမတို့ပန်းသီးကိုလှီးပါမယ်အများအပြားလူတွေကဒီပန်းသီးသုံးလို့ရှိရင်အခွန်တွေကိုနှွားပြစ်ကြပါတယ်အဲ့တော့တကယ်ကိုကျန်းမာရေးအတွက်ကောင်းစေတဲ့အမြင့်ဓာတ်လို့အမြင့်ဓာတ်တွေဗီတာမင် A တွေဗီတာမင် C တွေအားလုံးကအခွန်တွေကိုနှွားပြစ်တဲ့အချိန်မှာနှုတ်ပြစ်တဲ့အထက်မှာပါသွားမှာဖြစ်တဲ့အတွက်အာဟာရတွေဆုံးရှုံးတာမဖြစ်ရလေအောင်ပန်းသီးကိုတိတိကျကျရေးစင်အောင်ဆေးပါတယ်အဲ့ဒီအချိန်မှာဟင်းသီးဟင်းရွက်ဆေးတဲ့ brush လေးရှိလို့ရှိရင်တော့ပန်းသီးရဲ့အညာဒီလိုနေရာလေးတွေကိုတိတိကျကျ brush နဲ့ဆေးရမှာဖြစ်ပါတယ်ဆေးပြီးပြီဆိုလို့ရှိရင်တော့ဒီပန်းသီးကိုအာဟာရတွေမဆုံးရှုံးအောင်အခွန်မနှွားရပါဘူးပန်းသီးလေးကိုတစ်ချမ်းချမ်းပါမယ်ပြီးရင်ပန်းသီးလေးကိုလည်းပပလေးနဲ့လှီးရမှာဖြစ်ပါတယ်ရှင်အခုဆိုလို့ရှိရင်တော့ရေသေးချစင်ကြယ်စွာဆေးထားတဲ့ဂုံညင်းစိမ့်ရွက်ကလေးတို့ပလေးလှီးပါမယ်ရှင်အခုဆိုလို့ရှိရင်တော့ခရမ်းကျင်သီးလေးတွေကိုပလှီးပါမယ်ခရမ်းကျင်သီးဆိုတော့အနီရင်အောင်ရှိတဲ့အတွက်ဗီတာမင် A တွေဗီတာမင် C တွေနဲ့တခြားသတ္ထုဓာတ်တွေအများကြီးကျွမ်းဝတဲ့အတွက်အတုပ်တွေတုပ်တိုင်းမှာခရမ်းကျင်သီးလေးတွေထည့်တုပ်ပြီးပိုပြီးကောင်းပါတယ်ကဲအခုတော့ကျမတို့မြန်မာလူမျိုးတွေအများစုပေါ့နော်ကြိုက်ကြတဲ့နန်နန်ပင်လေးဖြစ်ပါတယ်တန်တက်တွေအများကြီးကျွမ်းဝတဲ့ဒီနန်နန်ပင်လေးကိုအတုပ်ကလေးမှာတင်ထည့်တုပ်ပြီးတော့စားပါမယ်ရှင်ဒီနန်နန်ပင်လေးတွေကိုထမင်းစားစုံလေးနဲ့နှစ်စွန်းကိုစားမယ်ဆိုရင်လူတစ်ယောက်တစ်နေ့လိုအပ်တဲ့တန်တက်ကသုံးပုံတစ်ပုံကိုရမှာဖြစ်ပါတယ်အခုဆိုလို့ရှိရင်တော့ကျမတို့ဟင်းသီးဟင်းရွက်ကလေးတွေအကုန်လုံးအစင်းသင်းဖြစ်ပြီးတဲ့အချိန်မှာသူနဲ့အတူထည့်သုံးမယ်မြေပဲဆန်လေးကိုထောင်းပါမယ်ရှင်မြေပဲဆန်မှာဆိုလို့ရှိရင်လူခန္ဓာကိုယ်ကျန်းမာဖို့အဓိကလိုအပ်တဲ့အသားဓာတ်တွေရှိပါတယ်ဒီအပြင်လူခန္ဓာကိုယ်ကြီးအတွက်မရှိမဖြစ်လိုအပ်တဲ့ဗီတာမင်တွေနဲ့သတ္ထုဓာတ်တွေလည်းအများကြီးပါတဲ့အတွက်မြေပဲဆန်လေးနဲ့အတုပ်မယ်ဆိုရင်အာဟာရပြည့်ဝတဲ့ဟင်းလျာတစ်မျိုးဖြစ်ပါတယ်ကဲအခုဆိုလို့ရှိရင်တော့အားလုံးကိုတုပ်ဖို့အတွက်အစင်းသင်းဖြစ်နေပါပြီရှင်အဲ့တော့မတုပ်ခင်မှာကျမတို့ကအမြဲတမ်းဒီတိုင်းထွာတဲ့ measuring cups လေးကိုအမြဲတမ်းသုံးပါတယ်လက်ခုပ်ကြီးကြီးဒီလိုမျိုးတိုင်းထွာတဲ့ cup ဆိုတာ ਨੇ အတူတူပဲဖြစ်ပါတယ်ကျမတို့ဒီမှာ cup လေးနဲ့သုံးပြပါမယ်အဲ့တော့ဒီအတုပ်တွေကျမတို့ကော်ဖီလေးကို cup လေးနဲ့နှစ်ခွက်ကော်ဖီလေးနှစ်ခွက်ကော်ဖီလှီးပြီးသားလေးနှစ်ခွက်ဖြစ်ပါတယ်ဒီလိုမျိုးလေး1 cup2 cups ပြ
ပြီးလို့ရှိရင်မုံညင်းစိမ့်လေးတွေကိုလည်းထိုနည်းတူစွာပဲကျမတို့ measuring cup လေးနဲ့တိုင်းပါမယ်1 cup မုံညင်းစိမ့်လေးကိုတော့တစ်ခါခွဲပေါ့1.5 ထည့်ပါမယ်ပြီးလို့ရှိရင်တော့ကျမတို့ဒီပပလှီးထားတဲ့ပန်းသီးလေးတွေကိုလည်းထိုနည်းတူစွာပဲခပ်လေးနဲ့ထည့်ပါမယ်ပန်းသီးကတော့တစ်လုံးလှီးလို့ရှိရင်ပုံမှန်အားဖြင့်ဆိုရင်အလုံး size ကိုမူတည်ပြီးတော့တစ်ကပ်ကနေပြီးတော့တစ်ကပ်ခွဲတိတိရပါတယ်အခုတော့တစ်လုံးဖြစ်တဲ့အတွက်1 cup ပဲကွက်တိရပါတယ်ပန်းသီး size လေးနဲ့ပြီးလို့ရှိရင်ကျက်သွန်ဒီပပလေးတွေလှီးထားတာကိုထည့်ပါမယ်ကျက်သွန်နီကလည်းလူခန္ဓာကိုယ်အတွက်အင်မတန်မှအာဟာရဖြစ်တဲ့အာဟာရတစ်ခုဖြစ်ပါတယ်အဲ့တော့ကျက်သွန်နီကသူ့မှာဆိုဒီယမ်စားဓာတ်တွေလည်းအများကြီးပါပါတယ်ဒါကြောင့်မို့လို့ဒီလိုအတုပ်တွေတုပ်တိုင်းမှာကျက်သွန်နီကျက်သွန်ပြူနဲ့တုပ်တဲ့အတွက်ထပ်ထည့်တဲ့စားဆိုတာမထည့်တဲ့လောက်ကိုပေါ့နော်နည်းနည်းလေးထည့်ရင်လုံလောက်ပါတယ်ကျက်သွန်နီလေး1 cup ထည့်ပါမယ်ပြီးလို့ရှိရင်ကျမတို့ရဲ့ထောင်းထားတဲ့ရေပဲဆန်လေးကိုထည့်ပါမယ်ရှင်ငရုတ်သီးစိမ့်လေးကတော့ငရုတ်သီးစိမ့်ကဗိုက်တာမင် C တွေကျွယ်ဝတဲ့အတွက်နည်းနည်းလေးပေါ့နော်အရန်ဆက်သွားမှလည်းဆိုတယ်နည်းနည်းလေးပဲထည့်ပါမယ်ရှင်သမီးလက်ဖက်စားစုံးလေးရဲ့တဝက်လောက်ပေါ့နော်ငရုတ်သီးစိမ့်လေးတစ်တောင်းလောက်ပဲထည့်ပါမယ်ပြီးလို့ရှိရင်ခရမ်းကျင်သီးလေးပေါ့နော်ပပလှီးထားတဲ့ခရမ်းကျင်သီးလေးတွေဒီကောင်လေးကလည်း1 cup ပေါ့နော်1 cup စာလေးကိုထည့်ပါမယ်ရှင်ပြီးလို့ရှိရင်ကျက်သွန်ပြူပေါ့နော်ကျက်သွန်ပြူလေးကိုလည်းအများကြီးထည့်ရင်တော့မကောင်းပါဘူးအတုပ်တပွဲဆိုတော့လက်ဖက်စားစုံးလေးတစ်စုံစာလောက်ကိုပဲထည့်ပါမယ်အားလုံးပြီးသွားပြီဆိုလို့ရှိရင်တော့ကျမတို့ကဒီစားလေးပေါ့နော်စားလေးကိုနည်းနည်းလေးတပွင့်နှစ်ပွင့်ပေါ့နော်တပွင့်နှစ်ပွင့်လောက်ကလေးပဲဖြာပါမယ်ဘာဖြစ်လို့လဲဆိုတော့ထည့်လိုက်တဲ့ဟင်းသီးဟင်းရွက်တွေအားလုံးမှာစားတတ်ကပွားနေပါတယ်ကဲအားလုံးပြီးသွားပြီဆိုလို့ရှိရင်တော့ထည့်စရာနန်းနန်းပင်လေးပဲကြံပါတော့တယ်အဲ့တော့နန်းနန်းပင်လေးကိုလည်းထည့်ပါမယ်အားလုံးပြီးသွားလို့ရှိရင်တော့တမယာသီးလေးကိုရွှဲလေးညှစ်ပါမယ်တမယာသီးလေးကိုရွှဲလေးညှစ်ချင်းကြောင့်အထက်မှာရှိတဲ့အသီးရွက်ကလေးတွေကတစ်ခုနဲ့တစ်ခုတွဲလေးတွေတွဲကပ်သွားမှဖြစ်တဲ့အတွက်စီချက်တို့ပဲမှုန့်တို့ထည့်စရာမလိုဘဲနဲ့အတုပ်ကလေးကကျမကြီးနဲ့ညညွတ်တဲ့အတုပ်ကလေးတစ်ပွဲဖြစ်လာမှာဖြစ်ပါတယ်အဲ့တော့ကျမကြီးနဲ့ညညွတ်အောင်လုပ်ပြီးဆိုလို့ရှိရင်တဘာဝကြီးနဲ့နှိစက်အောင်အစားအသောက်တို့ပြင်ဆင်ရမှာဖြစ်ပါတယ်တဘာဝကြီးနဲ့ဝေးတဲ့စက်ရုံဝါးနေထုတ်ထားတဲ့ပစ္စည်းတွေဖြစ်တဲ့ငပြားရည်တို့အချိုမှုန့်တို့အသားမှုန့်တို့ပဲငပြားရည်တို့ခရုစီတို့ပြီးရင် barbecue sauce တို့ပြီးရင်ငရုတ်စီတို့အစရှိသဖြင့်စက်ရုံကထုတ်တာတဲ့ပစ္စည်းတွေမှန်သမျှကိုရှောင်းနေသမျှရှောင်ပြီးတော့လက်လက်ဆက်ဆက်ကလေးနဲ့တုပ်စားမယ်ဆိုလို့ရှိရင်လက်လက်ဆက်ဆက်ကလေးတွေနဲ့ဟင်းချက်မယ်ဆိုလို့ရှိရင်အာဟာရတွေအပြည့်အဝရပြီးတော့လူကျန်းမာရေးအတွက်အင်မတန်ကောင်းစေတဲ့အတွက် food is medicine လို့ပြောတဲ့အစာလဲဆေးလဲအစာဖြစ်တဲ့အတွက်လူခန္ဓာကိုယ်အားအင်တွေပြည့်စေပြီးတော့အားလုံးကျန်းမာမှာဖြစ်ပါတယ်။ကဲခုဆိုလို့ရှိရင်တော့အယောင်လေးအပြင်လဲအမြဲတမ်း rainbow color လိုမျိုးလေးအဝါရောင်အစိမ်းရောင်အနီရောင်အကုန်လုံးစုံလင်စွာနဲ့ကျမတို့ရဲ့ gobi နဲ့ပန်းသီးလေးနဲ့တုပ်တဲ့အတုပ်ကလေးဖြစ်ပါတယ်အားလုံးကတကယ်ဒါအခုဒီအချိုးအစားတိုင်းဆိုလို့ရှိရင်6 servings လို့ပြောတယ်လူ6ယောက်စားစာဖြစ်ပါတယ်ကီလိုရီအားဖြင့်ဆိုလို့ရှိရင်လူတစ်ယောက်စားစာမှာကီလိုရီလေး85ကီလိုရီပဲရှိပါတယ်အဲ့တော့ဒီအတုပ်တစ်ပွဲကိုစားခြင်းအပြင်ထမင်းနေဟင်းနေစားစရာမလိုလောက်အောင်နေ့လယ်စာကိုဒီအတုပ်လေးတစ်ပွဲနဲ့ပဲအဆင်ပြေအောင်အာဟာရစုံလင်စွာနဲ့လိုအပ်နေတဲ့ဗီတာမင်တွေသတ္တုဓာတ်တွေပြီးရင်အသားဓာတ်လို့ပြောတဲ့ protein ပြီးရင် carbohydrate လို့ပြောတဲ့ဂစီဓာတ်ထမင်းတွေခောက်ဆွဲတွေကြာစံတွေပေါင်မုန့်တွေစားစရာမလိုပဲနဲ့ဒီလို gobi လေးနဲ့ပန်းသီးလေးနဲ့တုပ်တဲ့အတုပ်လေးတစ်ပွဲမှာတင်အကုန်လုံးအာဟာရတွေပြည့်ဝတဲ့အတွက်လူကျန်းမာရေးကိုကောင်းစေတယ်ဆိုတဲ့ဆေးဝါးတွေကိုမှီဝဲစရာမလိုပဲနဲ့အခုလိုကျန်းမာရေးနဲ့ညှညွတ်ပြီးလက်ဆက်တဲ့အစားအသောက်ကလေးတွေကိုပြင်ဆင်ချက်ပြုတ်ပြီးစားတော့ကြမယ်ဆိုရင်ကျမတို့မိသားစုတွေအားလုံးကကျန်းမာပြီးတော့တကယ်တာယာလှပတဲ့ဘဝကြီးကိုထူထောင်နိုင်ကြမှာဖြစ်ပါတယ်အဲ့တော့အတုပ်တွေမှာဆိုလို့ရှိရင်ဘယ်တော့မှစီချက်တွေနဲ့ပဲတွေနဲ့ထက်တုပ်တဲ့အစားပေါ့နော်ပဲမုံစီချက်နဲ့ထက်တုပ်မဲ့အစားစီလည်းမပါမဲနဲ့ပို့ပြီးသူ့ထက်အသားဓာတ်ပြေဝတဲ့မြေပဲဆန်လေးနဲ့ပဲတုပ်မယ်ဆိုရင်ဒါလျှက်စစ်မီးလည်းမလိုဘူးဘာမီးမှချက်စရာမလိုပဲနဲ့လက်လက်ဆက်ဆက်
စုစုပေါင်းပြင်ဆင်ချိန်ဆိုလို့ရှိရင်လည်းဒါ15မိနစ်ပေါ့နော်15မိနစ်အတွင်းမှာပြင်ဆင်ပြီးတော့ဟင်းလျာတစ်ပွဲကိုဒါအဆင်သင့်ပြင်ဆင်လို့ရတယ်ကော်ဖီတုပ်ကလေးပေါ့နော်အရသာအားဖြင့်လည်းအရန်ကောင်းတယ်ဈေးနှုန်းအားဖြင့်လည်းဈေးမကြီးပါဘူးပြီးရင်လက်လက်ဆက်ဆက်ရှိတယ်ပြီးရင်အန်ရည်လေးကင်းတယ်ကိုဒေတာထွက်တဲ့ပစ္စည်းတွေနဲ့ပဲအသုံးပြုထားတယ်အားလုံးကကျမကြီးနဲ့ညီညွတ်ပြီးတော့အာဟာရပြည့်ဝတဲ့အတုပ်လေးတစ်ပွဲဖြစ်ပါတယ်အဲ့တော့ဒီပွဲလေးရာဆိုရင်85ကီလိုရီပဲရှိပေမဲ့နေ့ကင်းစာအဖြစ်လူတစ်ယောက်စားသုံးဖို့လိုအပ်တဲ့အာဟာရဖြစ်တဲ့အသားဓာတ်ကစီဓာတ်ဗိုက်တာမင်နဲ့သတ္ထုဓာတ်တွေအပြင်လူကျန်းမာရေးတွေညီညွတ်စေတဲ့ healthy fat ပေါ့နော်အဲ့တော့ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီပါတာဖြစ်ပါဟင်းလေးတစ်ပွဲဖြစ်ပါတယ်ကြိုက်တဲ့လူတွေအတွက်ဆိုလို့ရှိရင်ခုစားကန်ဒီလေးမှာငရုတ်ကောင်းလေးကိုလေးလုပ်ပြီးတော့ငရုတ်ကောင်းလေးတစ်မြင်ကိုထည့်ပါမယ်ရှင်